အားလုံးပဲမင်္ဂလာပါမြန်မာမီနီစတိုရီပေ့ကနေကြိုဆိုပါတယ်ဆီယမ်မခင်ထူးရေးသားထားတဲ့ကျမနှစ်ဈေးဆိုတဲ့ရတဝတ္ထုတိုလေးကိုဖတ်ပြပါမယ်နားတော်ရဆင်ပေးပါရှင်ဗမာကျက်ခြေစိမ့်ဖိညို40သား50သားအကောင်တစ်ကောင်လောက်ဝယ်ခဲ့ဖို့ဒေါခင်လေးရဲ့မြင့်9ပေါက်ကလေးတွေတွေ့ရင်လည်းဝယ်ခဲ့အောင်ကျန်တာဟင်းသီးဟင်းရွက်ကြည့်ပြီးဝယ်ခဲ့ပေါ့ပတ်စံတွေလက်ထဲထည့်ပြီးရင်ကျမတို့အိမ်မှာလာကူသည့်ဒေါခင်လေးကိုမှားရခြင်းဖြစ်ပါသည်ဒေါခင်လေးကကျမတို့အိမ်ကိုမနက်8 နာရီခွဲလောက်ရောက်လာတတ်တယ်စပိန်အိုကိုကျမတို့အိမ်ရှိဝင်းထရန်ချေမှာထောင်ထားပြီးအိမ်မှာလှုပ်เสียရှိသမျှတွန်းလှုပ်တော့တယ်အသက်50ကျော်အမျိုးသမီးကြီးပေမဲ့ခြေအနှုတ်အသိမ်းတွက်လိုက်ပုံများဖြိုးဖြက်ရှိသည့်အပြင်အရွယ်အရမိန်းမသားတို့ဤမီးဖို့ကြောင့်အမှုပညာကိုသိသူဖြစ်သည်ကြည်သာဝဲခဲ့ပါဆိုသည့်အမှားစကားနောက်မှာဈေးဝယ်ရသူအဖို့ရာစဉ်းစားစရာတွေကများသာမနက်မိုးလင်းသည်နဲ့ဒီနေ့ဘာချက်ရပါဆိုသည့်ခံစားမှုကမြမအိမ်ရှင်မတို့ဤခေါင်းခဲเสียအဖြစ်နေတူရှိရတာမဟုတ်လားစပိန်အိုကိုဂျိုးကြောက်နင်းကဈေးကိုပြေးသည့်ဒေါခင်လေးကိုကြည့်ရင်ကျမနဲ့ဈေးတယ်တွေအကြောင်းတွေးနေမိပါ၏ကျမမှတ်မိသလောက်ကျမငယ်ကအရွယ်နဲ့မှတ်မျှဈေးသွားရသူဖြစ်ခဲ့သည်2 တန်းကျောင်းသူအရွယ်လောက်ကလေးကမိသားစုထဲကတူးသီးသောမိန်းကလေးပြီးဈေးနဲ့မစိမ့်တော့ပြီအမေကငွေအကျွေးစေကလေးတွေလက်ထဲထည့်ပေးရင်းကချစ်မောင်ရွက်ဘလောက်ဖိုးကစွန်းရွက်ဘလောက်ဖိုးငါဘလောက်သားစသည်ဖြင့်ဈေးချိန်နဲ့ပတ်စံချိချိန်ပြီးမှားနေကြကျမကိုယ်တိုင်ကဈေးသွားရတာပျော်သည်ဈေးထဲမှာလူစုံတွေ့နိုင်သည်ဈေးလမ်းတစ်လျှောက်ငေးချင်ရငေးနိုင်သည်အမေမှားတာတွေကိုခေါင်းထဲစီရင်ထိုတို့သောဆိုင်ကိုအရင်ပြေးရသည်ကျမဝင်နေကြဈေးတယ်တွေလည်းဖြစ်ပြန်အမေနဲ့ခင်မင်သူတွေလည်းဖြစ်ပြန်ဆိုတော့ကျမရောက်သွားရင်ဈေးတယ်တွေကလှမ်းခေါ်တတ်ကြတယ်ဟဲ့ဘုတ်စုံမညီအမေကဘာမှလိုက်တော့ကစွန်းရွက်တွေလက်ပါတော့ကျက်ဥကကနေမှကောက်တာရဲ့ထဲ့ဝဲသွားအမေကချမောင်ရွက်မှားလိုက်လို့ငါချမောင်တွေကအဖျား6ကုန်ပြီအေးမတ်တင်ဆိုင်မှာဝယ်လိုက်တမတ်ဖိုး5စီးကို6စီးတောင်းအယိုးကိုကြည့်အရွက်ကိုကြည့်ကျမကအမေမမှားပေသည့်ငွေအကျွေစီတွေပိုနေသေးလျင်တရက်သီးပိုးတီတစ်ခွေလောက်နှမ်းပတ်ချင်ကလေးတစ်ထုပ်လောက်မယုတ်သီးစိမ်းကလေးနနံပင်ကလေးကျက်သွန်မိတ်ကလေးစသည်ဖြင့်တဆုပ်စာစီလောက်ဝယ်နေကြအမေကဈေးအဝယ်ဖြောက်လာလျင်ချီးမွမ်းဖို့မေ့နေတတ်ပေသည်အဝယ်မှားပြန်ရင်တော့စူစူငေါက်ရှိလေရဲ့မဆိုင်တာဝယ်ခဲ့ရကောင်းမလားအိမ်မှာရှိနေသေးတာမသိဘူးလားဒါငါးမူဖိုးတဲ့လားဈေးတွေကထိုးသိပ်ထဲ့ပေးလိုက်တာယူခဲ့ရကောင်းလားဒါလေးဝယ်တာဒီလောက်ကြာရသလားစသည်ဖြင့်ညနေကောင်းမရခဲ့ရတာကလည်းမကြာခဏပင်တခါတလေပတ်စံတွေလဲနေတာရှိသေးတယ်ပတ်စံလဲတယ်ဆိုတာကအမေပေးလိုက်တဲ့ငွေနဲ့မှားလိုက်တဲ့ဈေးအမေကကွက်တီကြချင်လဲကြတယ်တခါတလေတော့ပတ်စံတွေကပိုနေတတ်တယ်ဘလို့ပိုနေတာမှန်းလည်းမသိဘူးဈေးအမေတွေကလည်းအန်ကိုက်တခါတော့ဘလို့ဖြစ်မဲမသိရပဲဘာမှမဝယ်ရခင်ကအမေပေးလိုက်တဲ့ပတ်စံတွေလက်ထဲမှာတင်ရော့နေတတ်တယ်စဉ်းစားလို့မရတော့မျက်ရည်နဲ့ဈေးပြန်ရတာကိုလည်းကျမသတိရသည်အမေဘယ်နဲ့ဖြစ်တယ်မသိဘူးပတ်စံနဲ့ဟင်းချက်စရာမကြိုက်ဘူးပတ်စံလည်းကြမပြောက်ပါဘူးအမေအတွက်မှားလို့ပါအေးငါသမီးဈေးထဲခေါင်းချောက်နေမှာအမေကပူနေတာပါတစ်ခေါက်ပြေးလာအောင်မုံလဲစားခဲ့ပေါ့အဲ့ဒါလို့ဆိုပြန်တော့ကျမမျက်ရည်တွေတိမ်းရသည်နောက်တစ်ခေါက်ဈေးထဲသွားရတော့ကောဘာဖြစ်တယ်လဲနောက်တစ်ခေါက်ရောက်ရတာပေါ့ဈေးထဲမှာလူအမျိုးမျိုးကိုတွေ့ရဖို့ရှိတာပဲဈေးထဲမှာလူတွေကအမျိုးမျိုးတချို့ဈေးဝယ်တွေကရွှေတွေညွတ်နေအောင်ဝတ်ထားကြသည်
ဈေးအမိုက်ဈေးရှုံးပွက်တွေတဲ့မင်္ဂလာဆောင်သွားအလှပွဲသွားတယ်လို့ဝတ်စားလာကြသူတွေမျက်နှာတွေကခက်တင်းတင်းတချို့ဈေးသည်တွေကသူတို့ကိုယ်တိုင်ဆူဆူဆဲဆဲမျက်နှာထားတင်းတင်းရှိကြပေသည်သူတို့တဲ့မျက်နှာထားတင်းသူနဲ့တွေ့တော့မျက်နှာတွေချိုသွားကြတာကလည်းထူးဆန်းတယ်လို့ပင်စင်းရဲသူစင်းရဲသားများကြတော့လဲပိုးထိုးအရွက်ကြရေနာနေနာတွေကိုရှာကြရသည်ဂေါ်ဘီထုတ်ကြမ်းကြမ်းခရမ်းသည်ရင့်ရင့်ချင်မောင်ရွက်ထော်ထော်တွေကိုဈေးပေါ်ပေါ်နဲ့ဝယ်ကြရသူတွေမမြတင်ရဲ့လက်ထဲပစံများများစုံမသွားနိုင်တော့ဈေးတဲ့ဈေးဝယ်ရတာသူများပစ္စည်းခိုးဖို့သွားရတယ်လို့ပဲဈေးတဲ့ကမပြောနဲ့ဈေးခွေးကတော့မလေးချင်ဘူးကျမတို့အိမ်နာကရက်ွက်တကအဝတ်လျှော်စားတဲ့ဒေါ်ထွန်းအမေကိုပြောသည့်စကားဖြစ်သည်ကျမဈေးဝယ်ပြန်လာတိုင်းအမေကအိမ်မှာရှိနေတဲ့နှီးချိန်ဝင်တစ်လက်နဲ့တမယ်ပြီးတမယ်ချိန်ကြည့်ရင်ကျမကိုဈေးဝယ်တင်ပေးတာကိုလည်းအမှတ်ရမိပါ၏ဟောဒီမှာကြည်ငါသမီးခရမ်းချင်ဒီအလုံးလိုက်ကိုအစိတ်သားပြည့်ရင်အလုံးအစိတ်အလေးချိန်စီးတယ်24လုံးဆိုရင်တောင်အလေးမပြည့်ဘူးမှတ်ဘာဝဲအစိတ်သားဆိုရင်လက်နဲ့စကြည့်အစိတ်သားအလေးချိန်ကကိုယ့်လက်ထဲစီးစီးပိုင်ပိုင်ရှိနေမှာအေးကိုယ်စိတ်နဲ့ချိန်တက်ရတယ်ခရမ်းသီးဝယ်ရင်အညာကိုကြည့်အညာစိမ့်နေမှလက်တာခရမ်းသီးအညာ6လို့ကတော့ရက်ကြံတွေလို့မှတ်ငါးဝယ်ရင်ဘဟက်ကိုဖျဲကြည့်ရတယ်ဘဟက်ကလေးရဲနေမှလက်တာအသီးအရွက်ဝယ်ရင်အညွန့်ကိုကြည့်အညွန့်ငေါက်နေမှဝယ်ရတယ်ကျမတို့ငငယ်ကမြင်နာကန်းနာနေကြသူတွေဆိုတော့မြစ်ထဲကငါးအကြောင်းတော့မြင်ယုံဖြစ်သိကြတယ်မိဘများကလှေမော်တော်အလုတ်ကိုဦးဆွေးဆန်မြင့်လောက်ကင်ကြသူတွေဆိုတော့မြင့်နဲ့ဖွားပတ်တော်လို့နေခဲ့ကြသူတွေမဟုတ်လားမြင့်ငါးများလှေဝန်းတဲ့ငုတ်ကြည့်ယုံနဲ့ဘာငါးလဲဆိုတာအတက်ပြောနိုင်ကြသည်တငါကိုကြောပြောင်မတ်ရင်ရှားတို့နဲ့ရင်းနှီးနေကြပြီသူတို့စကားအတုံးတုံးတွေတဲ့နားရီဝါလာပြီနွေငါးချောင်းစောင်းငပတ်ငပိပုတ်ပုတ်ငရုတ်ဆက်ဆက်ငဖြင်းစလက်ကငဒန်တုလို့စားတဲ့ဖြင့်ငါးနဲ့ပတ်သက်တဲ့ပုံခိုင်းတွေကိုလည်းမှတ်မှတ်သားသားရှိရပါ၏ဈေးထဲမှာကျမကိုအစွဲဆောင်နိုင်ဆုံးနေရာမှာမုတ်ဈေးတန်းဖြစ်သည်မြင်းချံလိုအညာဈေးဆိုတော့အညာမုတ်တွေတက်တန်းထိုးရောင်းနေကြတာကိုကစားခြင်းစပွဲပင်ထန်းသီးမုတ်ကြာလိတ်မုတ်ဆက်သွားဖူးမင်းကုသမုတ်ကြာစိတ်မုတ်ဘိုင်းတောက်ကျမတို့ငငယ်ကတမတ်ဖိုးလောက်ဝယ်လင်စားပါလိမ့်အမေတိမှာစိုးတော့ဈေးထဲမှာပဲကုန်အောင်စားခဲ့ရခြင်းဖြစ်၏တခါတလေဈေးဝကအလယ်မဲဝိုင်းမျက်လက်ဝိုင်းတွေမှာအငေးကောင်းလို့အရိုက်ခံခဲ့ရတာတွေကလည်းဈေးနဲ့အခြားဝတ္ထုတိုများပင်ဈေးထဲမှာလဲရောင်းတက်သောလက်ထိုးရုပ်ကလေးတွေကလည်းလိုချင်စရာပစိုးအစုပ်ပေါ်ပုံရောင်းတဲ့တီးမှက်အက်ကွဲတွေကိုလည်းလက်မနဲ့ကော်ပြီးပေပွားနေအောင်စားလိုက်ခြင်းသေးသည်မြင်းချံဈေးမှာအမေအိုးဆိုင်ဖွင့်ချိန်မှာတော့ဈေးထဲကိုနေ့စဉ်ကျမရောက်ရပါ၏အမေကိုဈေးပို့ကျောင်းသွားညနေကျောင်းဆင်းတော့အမေကိုဈေးထဲသွားကြိုးကျောင်းပိတ်ရက်တိုင်းခလေးကူထင်းရင်အမေအိုးဆိုင်မှာဈေးကူရောင်းဈေးထဲမှာဈေးတဲ့အချင်းချင်းသူ့ကုံကိုကုံပတ်စံများနဲ့ဆက်ဆံတာမျိုးနဲတယ်ကုံချင်းဖလှယ်တဲ့စနစ်နဲ့နေကြတာများပါ၏အမေဆိုင်ကအိုးကိုမပြောမဆိုယူသွားကြတာရှိသလိုအမေကလည်းအုံငပြောဆိုင်ကကြွက်မီးလှလှအဖီးလှလှကိုပတ်စံမပါပဲပိုးပေါက်သွားယူနိုင်သည်ပိတ်စထမိန်စလိုချင်တော့ဈေးထဲကအထက်တဲ့မအေးဆိုင်မှာဖြက်ယူယုံတောင်သာထဲချောင်းဒေါင်းထဲလိုချင်တော့ဥပကွန့်ဆိုင်ဝရက်ယုံသာ
ဈေးတဲကဈေးတဲ့အချင်းချင်းဆက်ဆံရေးကိုမြင်ရတော့ကျမအံ့ဩရသည်ဈေးတဲ့ချင်းပတ်စံမပေးရဘူးလားလို့အမေကိုမေးတော့အမေကရီပါ၏မပေးရပဲလားအေးဒါပဲသည့်ဈေးတဲ့ချင်းဆိုတော့ဒီလိုတေးထားမှတ်ထားလိုက်တာပါသူ့ကိုစူးကိုသူစူးသူကျွန်းတော့နှုတ်ကိုလွန်တော့စုပ်ဆိုတာလိုပေါ့အေးဈေးတဲ့လိုချင်တာရပါတော့ဒါဆိုဈေးဝါကတိုဟူးတုတ်တယ်စီမှာအမေနာမည်ပြောစားမယ်နော်တိုဟူးတုတ်တယ်လို့ဟာတော့လက်ငင်းပေးရမှာပေါ့သမီးရဲ့အကျွေးသွားစားရင်ညီကိုခောက်လွတ်လိုက်မယ်ဘဲနဲ့ပါလေဈေးရင်ကျေးမှုတွေကိုအရွယ်ကလေးရကာမှနားလေရသည်ကျမတို့အရွယ်ရောက်တော့မန္တလေးချော်စိတ်ကိုရောက်ရပါပြီကျောင်းပိတ်ရက်တွေမှာကျမပဲဈေးသွားရသည်ဈေးနဲ့မဝေးတော့ခြေကျင်သွားကျင်သွားစပိန်နဲ့သွားကျင်သွားကန်းနာဈေးခေါ်ကြသည်မြစ်ကမ်းမထိတ်ကဈေးကလည်းဂေါ်ဝင်သူဂေါ်ဝင်သားတွေရဲ့ဈေးပါပဲမန္တလေးရောက်ကြပြီဆိုတော့အမေပင်ဈေးတဲ့ဘဝကကျွတ်ရှာပြီအိမ်ကမော်တော်ခရီးတစ်လစာဈေးသွားဝယ်ဖို့ရှိလျာလင်ဈေးချိုကိုအမေကိုယ်တိုင်ကတောင်းကြီးကတောင်းငယ်နဲ့သွားလေးရှိ၏ဈေးချိုကိုမြင်းလဲခအသွားငားမှုအပြန်ငားမှုမပေးချင်တော့ဈေးချိုနဲ့ချော်စိတ်ကိုတောင်းကြီးဇက်ပူအောင်ရွက်ရင်ကုန်းချောင်းပြန်ကြသည်နောက်ပိုင်းမှဈေးဝယ်တောင်ဝန်ကိုအရွယ်ရောက်လာတဲ့ကျမယူခဲ့ရခြင်းဖြစ်၏စံစီစားငပိငချောက်ကလပဲကြာစံလက်ဖက်ပဲကြော်ကအစမော်တော်ဘိုဝတ်ကြဖို့ပစိုးချမ်းစွတ်ကျဲအစုံတိုင်းတိုင်းထွာထွာဝယ်ရတယ်အဖေကကျမဈေးမသွားခင်အမြဲမှာတတ်ပါသည်ဈေးထဲမှာဈေးသည်တွေဘလို့ပြောကြဆိုကြဘလို့ရောင်းကြဝယ်ကြဘလို့အမ်းကြတောကြတာကအစဈေးခင်းပုံဈေးကြိုပုံဈေးလန့်ပြီးမှဈေးချပုံဈေးတူရင်ပြန်လာခဲ့နော်လို့မှားပုံကအစလေးလာခိုင်းတတ်ပါ၏အဖေစိတ်ကူးကကျမကိုအိမ်မှာပဲကုံစုံဆောင်တဲပေးချင်တဲ့စိတ်ရှိခဲ့ခြင်းပဲကျမတို့ဝိုင်းကိုတချမ်းဖွင့်ကမိဖို့ကြောင်ကုံလူသုံးကုံကုံမာကုံပြော့ကုံကြစ်ကုံပွားရောင်းခိုင်းဖို့စိတ်ကူးထားပြီးသားကျမကျောင်းဆရာမခန့်စာရတော့မှအဖေကသူ့စိတ်ကူးကိုလက်လျှော့ရှာပါ၏အဖေသဘောကတော့သမီးမိန်းကလေးတယောက်တည်းမို့အိုးမကွာအိမ်မကွာမြဲစေခြင်းသည်ရက်ကန်းတက်တော့တမတ်ဈေးရောင်းတက်တော့တကြက်ဆိုသလိုဈေးရောင်းဝယ်ခြင်းအတတ်ပညာဖြင့်ရက်တီစေခြင်းလို့ဟုဆိုရှာပါ၏နောက်တော့လဲကျမနဲ့ဈေးဝေးသွားခဲ့သည်အိမ်အောင်ကြတော့ကျမတော့အိမ်အောင်ဦးဘဝကိုမိဘများနှင့်မနီးမဝေးကန်တော်ကြီးတိုက်ခိုင်းမှာငှားနေခဲ့ရပါသည်ကန်တော်ကြီးတိုက်ခန်းမှာနေကြတုန်းကတော့ဈေးသုံးဈေးနဲ့ထိတွေ့ရတယ်တဈေးကအမရပူရအဆက်ကကတ်ကြော်ဈေးခေါ်ကြတဲ့ဈေးဖြစ်တယ်ကျမတို့တိုက်ခန်း၌တိုက်ခန်းနှင့်လှမ်းပေသည့်မနက်ခင်းလမ်းလျှောက်ရင်ကျမနဲ့ကျမအိမ်သားဈေးမှုတ်စားရင်ရောက်ရတဲ့ဈေးဖြစ်တယ်ဈေးဝယ်လို့ကောင်းသည့်ဈေးကြီးဖြစ်၍လောဘတကြီးဝယ်လာပြီးတိုင်းမြင်းလဲတစီငှားပြီးပြန်ရတာများပါသည်နောက်ပိုင်းမှာတော့ကတ်ကြော်ဈေးကိုမရောက်ဖြစ်တော့ပါအနီးကဈေးနှစ်ဈေးကိုပဲရောက်ရပါ၏တိုက်ခန်းဤမြောက်ဘက်ထွက်တော့ပန်းဆက်တကားဈေးတောင်ဘက်ကိုထွက်တော့အေယာထွန်းဈေးဒီဈေးနှစ်ဈေးကိုအလျင်းတင့်တယ်လို့သွားရပြီဈေးနှစ်ဈေးစလုံးဈေးကြီးတွေမဟုတ်ကြပေသည့်လိုတာရနိုင်တယ်မြေနုကျွန်းစိုက်ခင်းတီးနှံစိုက်ခင်းတွေနဲ့နီးသည့်ဈေးတွေဆိုတော့တီးနှံလက်လက်ဆက်ဆက်တွေရတယ်မြင့်နဲ့နီးတော့မြင့်ငါကောင်းကောင်းနဲ့အခါမရွေးရတတ်ပါ၏ဈေးသည်တွေနဲ့ခင်မင်နေကြပြီးတော့ဈေးဝင်ကလေးကလက်ညှိုးထိုးခဲ့ယုံကောင်းတာလက်တာညွန့်တာစိမ့်တာတွေကိုဈေးသည်တွေကပဲရွေးပေးထားကြတယ်ဈေးတစ်ပတ်လှည့်ပြီးအပြန်ဝင်ယူယုံတာတခါတရံမိသားစုဈေးသွားရတာပျော်စရာကောင်းသည်အမေကဈေးများစောစောမသွားနဲ့ငါသမီးရဲ့လို့မှားတာကိုလည်းသတိရပါတယ်ဈေးသွားရင်ဈေးပေါင်မကြိုးတကြိုးသွားရတယ်
စောစောသွားတော့ဈေးတွေကသူ့ပစ္စည်းဂုံလုံနေတာနဲ့ဈေးကြီးမိတက်တယ်ဈေးနေမြင့်လာတော့ဈေးတွေကလည်းပြန်ကျန်လာကြပြီကိုပါလာတဲ့ကုံကလေးကြံကောင်းကြံရကိုညံ့ညံ့ကုံတချင်တော့ရော့ဟဲ့အင်းဟဲ့ပပေါ်လောလောထိုးပေးတတ်တယ်တချို့ကပုံနာသိန်းခေါ်ကြတယ်ပုံနာတွေကဈေးကွဲချိန်သွားပြီးသိန်းကျုံဝဲတာထင်ပါရဲ့အေးဈေးပေါင်ကျိုးကတမျိုးကောင်းသလိုရွေးကျဲဖဲကြံတွေကခမင်းများဆိုတော့တခါတရံစိတ်တိုင်းမကြဖြစ်ရတာတွေလည်းရှိတတ်တယ်အမေတို့ခမမိသားစုအိုကြီးကြီးလေတော့သူ့အတွေးခေါ်နဲ့သူမြက်များကြိုရတာမဟုတ်လားဈေးဦးဈေးပြားဆိုပြန်တော့ဈေးတွေကဈေးခင်းတုံးကိုကနှိုက်မိပြီးမဝယ်လို့မကောင်းပြန်ဈေးစစ်လို့လည်းမဟန်ပြန်လေတော့ဈေးစီချိန်သွားတာအကောင်းဆုံးပင်ပန်းဆက်တကားဈေးအေယာထွန်းဈေးတွေမှာကျမတို့4-5နှစ်ဈေးဝယ်ခဲ့ရသလိုမြို့သစ်ရောက်သည့်တိုင်တခါတရံစိတ်ရောက်ရတာလည်းရှိ၏အခုတော့မြို့သစ်ကိုရောက်ရတာပင်8နှစ်ရှိခဲ့ပါပြီသမီးကလေး6လတတကရောက်တာဆိုတော့မြို့သစ်ဈေးမှာလည်းလူရင်းဆိုင်ရင်းတွေများလေပြီမြို့သစ်ဈေးကိုတောင်မြို့တရားဦးမြင့်ငယ်ပြင်ဦးလွင်ထုံးဖို့စကိုင်းဘက်ကရွာတွေကလာရောက်ကြတာဆိုတော့ဒေသထွက်မျိုးစုံအမဲစုံရနိုင်ပါ၏တခါတလေညနေခင်းမြို့ထဲအသွားအပြန်ကြုံတော့86လမ်းကညဈေးထဲမှာဝင်ဝယ်ဖြစ်တာလည်းရှိတယ်ညဈေးမှာတော့ရှမ်းကုံတောင်ပေါ်ကုံတွေအဝင်များလို့ဈေးဝယ်ရတာဟန်ကြလှပါ၏ရှမ်းဈေးတဲ့တို့စကားများမပြောကြပါတခွန်းပဲပြောကြသည်ထိုတခွန်းသည်လည်းရိုးဖြောက်သောတခွန်းဖြစ်လို့ဈေးဝယ်ရတာစိတ်ချမ်းသာသည်ပြင်ဦးလွင်ကြောက်မဲတီဘောလားရှိုးတာမိုးညဲဒေတာထွက်ဂျူးမြစ်ကိုက်လန်းချင်းစော်ကားသည်မှိုပဲပုတ်ဂေါ်ဘီထုတ်ဆက်လက်မုံညင်းဂေါ်ရခါအာလူခရမ်းချင်တွင်ကြီးဝယ်ပါလိမ့်ပိန်းဥမြောက်ဥတောဝက်သား6မှို6မြစ်6ရှမ်းပြောင်းပြူလိမ္မော်ကောင်းငင်းခေါ်ပုတ်လိုအမဲတွေလည်းရှိသည်ဒီဘက်နှစ်တွေမှာကျမကိုယ်တိုင်စိတ်လိုလက်ရဈေးရဲလို့မရောက်နိုင်တာကြာပြီသမီးเจ้าတစ်ဖက်ညီးနဲ့အောင်စာရေးရတာကတစ်ဖက်ခရီးတွေကများရတာလည်းတစ်ကြောင်များပြားလာတော့ဆိုင်ကယ်တွေကားတွေကြောက်တစ်ချက်ကျောင်းစီယာမဘဝတုံးကလိုစက်ပိန်ကလေးဆွဲထွက်လိုက်အောင်မဟဲလို့စိတ်ရောက်တော့မှလူမရောက်ဝတ်တာများပါပြီအိမ်မှာလာကူသည့်ဒေါခင်လေးရှိလို့အပားခုံမိတာလဲပါလိမ့်မည်ဒီခေတ်ကိုဖက်ရှင်ခေတ်လို့အသုံးများကြတာသတိထားမိပါ၏ဖက်ရှင်တွေထဲမှာ shopping ကလည်းဖက်ရှင်သစ်ဆိုကြပြန်ပါ၏shopping တီးပင်လူဘဝအရသာဆိုလို့တွေးเสียဖြစ်ရသည်ဈေးဆိုင်တွေကိုခန်းခန်းနာနာပြင်လာကြသည်မီးရောင်ထိန်လေအေးပေးဆက်တေးဂီတညိတ်ပစ္စည်းတွေကလည်းပွင့်လင်းလာသောခေတ်နဲ့အတူဝင်လာကြသောနိုင်ငံတကာကုန်အမှတ်တစိတ်တွေကခက်များချင်းထဲဒါမှမဟုတ်ဈေးဝယ်လှဲခွက်တဲ့ကြက်ရပစ္စည်းကောက်ထည့်ယုံကျမတို့မန္တလေးမှာပင်ဒီရင်ကျေးမှုကြီးလာပါပြီကျမသမီးကလေးပင် shopping ကိုသဘောတွေ့ပုံရပါ၏မကြာခဏပူဇာသည်တချို့ကတော့ပြည်တွင်းထက်နိုင်ငံရခြားကိုအာရုံရှိကြပုံရပါသည်ထိုင်ဝမ်ဘန်ကောက်စင်ကာပူတချို့ကလည်းအမေရိကန်လိုပြင်သစ်လိုနိုင်ငံတွေစီရောက်ကြတဲ့နိုင်ငံခြားဆိုတော့နိုင်ငံခြားပတ်စံကလည်းဖောဖောတည်ရှိပါအောင်မှအထည်ဆန်းတွေအလှပြင်ပစ္စည်းတွေ electronic ပစ္စည်းအစမ်းတွေလူသုံးကုန်တွေဝယ်ကြတဲ့ဝယ်နိုင်ကြသူတို့ဝယ်ကြပါစေကျမကတော့အိမ်နာကဈေးကိုပင်မရောက်ဖြစ်တာကြာပါပြီစားပေခရီးသွားရင်ရောက်ရတော့မြို့ဈေးရွာဈေးတွေကိုတော့အချိန်ပေးလျင်ပေးတယ်လို့သွားဖြစ်အောင်သွားတတ်ပါ၏ဒေသဈေးကလေးတွေကိုစိတ်ဝင်စားတာကလည်းတကြောင်ဈေးကိုတပတ်လှဲ့လျင်ဒေသဤအငွေ့အသက်ကိုရတတ်တာကတကြောင်ကြောင့်
အချိန်ရလျင်ရတယ်လို့ဈေးကလေးတွေထဲတိုးဝင်ကြည့်မိတာတော့ရှိပါရဲ့အိမ်နာကဈေးကလေးကိုတစ်ခါလောက်တော့သမီးကလေးလက်ဆွဲပြီးဈေးပေါက်မကျိုးခင်ရောက်အောင်သွားလိုက်စမ်းမဟဲ့ဆိုတဲ့စိတ်ကလေးတော့ဝင်မိသားဈေးထဲမှာရောင်းသူတွေရဲ့ဘဝဝယ်သူတွေရဲ့ဘဝကိုမြင်နိုင်သည်ရောင်းသူတွေရဲ့အတန်ဝယ်သူတွေရဲ့အတန်ကိုလည်းကြားနိုင်သည်ဈေးဆိုတာဘဝတရုပ်ဖော်မနှက်ခင်ဖတ်စာအုပ်တအုပ်မဟုတ်ပါလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်နားတော်သားဆင်ပေးတဲ့ပရိသတ်ကြီးများကို